တော့ကျမောက်ပင်ကိုတိခူးကျင်နေဆိုသူ့ရဲ့အသက်သေးရဒါပဲကြက်အပင်ကဒီဟာလေးတွေပါတဲ့အပင်ကိုခုအပင်ဒီအဆူးလေးတွေမပါလို့ရှင်စင်တူရိုးမရှိတယ်ဒါအပင်ကဒါပဲဒါအမိုင်းကုန်မဲ့အမဒါမအားသေးလို့အားလို့ရှင်ဒီအမြစ်လေးတွေခုတ်ပြီးထည့်ပေးတာဒါသူ့ရဲ့အသက်ပဲဒီအနှံလေးတဲ့ဒါနှူသေးလို့ဒီအပင်ကရင့်သွားပြီဆိုလို့ရှင်မိုးကုံသွားပြီဆိုလို့ရှင်ဒီအနှံလေးဒီကအနှံလေးတဲ့ဒီလိုလေးတွေမနေဘူးဒီလိုလေးတွေစိတ်မနေပဲနဲ့အနှံကြီးတဲ့အရှည်ကြီးတဲ့အပေါ်ကိုထောင်းထွက်နေအပင်ရဲ့အမြင့်မှာနော်မကဒါလေးကိုဘာလို့စသည်တာတော့ဆိုတော့အမတို့ဒါတော့ကျမောက်ကျွန်းတခန်းကျိတ်လို့လည်းခေါ်တယ်စူးပြောင်းမြန်လို့လည်းခေါ်တယ်ဒီမှာသူ့ရဲ့သက်တွေကဒီဟာလေးတွေပဲဒီဟာလေးတွေပဲဒါလေးတွေပါမှသူ့အပင်လို့ခေါ်တယ်နော်ကြံတဲ့နေအစိုက်ပိုင်းတွေကစင်တူရိုးမားတွေသူတို့လိုအရွယ်တူတွေရှိတယ်စင်တူရိုးမားတွေမသိဘူးနော်မတို့ကတော့ခွဲခြားတတ်တယ်ဒါပဲသူအင်ကြီးလေးတွေကတ်တယ်ဒီမှာသူကလူကတ်နေတာအင်ကြီးလေးဒီမှာဒီလိုလေးတွေကတ်နေဒီလိုလေးတွေဒီမှာဒီလိုလေးတွေတင်းနေတာသူဒါလေးတွေစူးလေးတွေနဲ့မဒါကိုဘာလို့တည်အောင်ဆိုမတို့ကလေးငယ်ငယ်တုန်းကအဖွားလေးတွေရှိတုန်းကမတို့ကျတော့ကျမောက်ခွာလေတော့ကျမောက်မျက်လုံးကွင်းရတယ်တော့မျက်လုံးတွေပါတယ်မကြည့်ဘူးဆိုတော့ကျမောက်မြစ်ဟိုးထဲကိုအခုမဲ့အကုန်လုံးကိုညင်ရတယ်အဝေးတော့ကျမောက်ပြင်မြစ်လေးလိမ့်နဲ့ခိုင်းတာဒါပေမဲ့ကလေးတုန်းကတော့အမှုမှန်မဲ့ပေါ့နော်ဘယ်ဟာလိမ့်ရမှမသိဘူးဘယ်အပင်မှန်းလဲမခွဲခြားတတ်ဘူးအခုအမရဲရို့ဒီစားတာနဲ့ပတ်သက်ပြီးမှလောဟာလေးတက်တော့ဝတ်တင်လိုက်တော့ကြတော့ဆရာတယောက်ကအဲ့လိုပဲအမတို့လိုဆေးဗမာဆေးလေးလာတဲ့သူတယောက်ကနေပြီးတော့ဗမာဆေးလေးလာတဲ့သူတယောက်ကနေပြီးတော့ဟိုဟာတဲ့ကောမန့်ဝင်ရေးတာအမရေးတဲ့ဟိုဟာရဲရို့ဒီရတဲ့ဟိုအများကြီးမစားရဘူးနော်တဲ့သူကရဲရို့ဒီကအထုံတက်တဲ့ဦးတွေအစာအိမ်တွေကလေးစားတွေတွန့်ကြေတတ်တယ်တဲ့ဒါတော့ကျမောက်ရဲ့အသက်ကဒီလိုလေးတင်နေရနော်ဒီလိုလေးအင်ကြီးပေါ်ဒီလိုလေးချိန်နေဒီမှာကြည့်အဲ့ဆရာတဲ့ဟိုအကောင်တော့အဲ့လိုမှန်းတော့ကြတော့မအဲ့လိုမှန်းတဲ့သူဆိုလို့ရှိရင်လေအလကားမနေဥမှုမနေဝင်ပြီးတော့အဲ့ဆရာအကောင်နဲ့ဝင်ကြည့်လိုက်တော့သူတို့ပြောထားတာတွေဒီကျွဲနှာခေါင်းချိတ်ပင်ရဲ့ဆေးပတ်ဝင်မုံတွေသူတို့ line ဘော့သူတို့ချင်းတွေပြောထားတာတွေတွေ့လို့အမကအဲ့ကနေကသူကတတိယပြီးတော့သုံးတော့တာပဲအမလဲဒီမဲ့သူ့ရဲ့အသက်သူ့ရဲ့အပင်ရဲ့အသက်တက်တယ်နော်ဒါနူလေးလို့ဒီလိုတိုးတာ तू ကမိုးကုံသွားပြီဆိုရင်အရွက်မရှိတော့ဘဲနဲ့ဒီလိုအနှံကြီးတွေဒီလိုတလှန်လောက်ရှိတယ်အမားတို့လက်လောက်ရှိတယ်အနှံကြီးတွေက